နွေဥယာဒီနဲ့အတူတပြေဘူးတာပန်းပင်တွေကအဝါရောင်တွေနဲ့အရန်ကိုဝေစားနေပြီပေါ့နော်ဒီနေရာလေးကတော့ဘန်ကောက်မြို့မှာပဲဖြစ်ပါတယ်အဝေးတို့သွားဆံမလို့ပဲနဲ့လွယ်လွယ်နဲ့သွားလို့ရပါတယ်ဒီနေရာကိုဘယ်နေရာလဲဆိုတာကိုမပြောပြခင်ဒီဗီဒီယိုကကျွန်တော်ရိုက်ထားကတော့မတ်လ1ရက်နေ့ပဲဖြစ်ပါတယ်အခုချိန်ဆိုရင်တော့ပန်းကတော့နည်းနည်းတော့ပါနေပြီပေါ့နော်ဒါပေမဲ့အရန်လှနေသေးပါပဲဘယ်လိုသွားရလဲဆိုတာကတော့ PDF ကိုစီးကမော်ချစ်မှာဆင်းပြီးတော့ဒီနေရာကတော့ကြောက်စုကြပန်းချံထဲမှာပဲရှိပါတယ်ပန်းပင်ကတော့လေတနေရာထဲရှိတာမဟုတ်ပါဘူးနော်ဟိုနေရာနဲ့ဒီနေရာနဲ့ရှားပြီးတော့သွားရမှာဖြစ်ပါတယ်အချို့နေရာဆိုရင်တော့အပင်နဲ့တာရှိပြီးတော့အချို့နေရာဆိုအပင်အများကြီးရှိတယ်ပေါ့နော်အရာကိုလှပါတယ်ဒီပန်းပင်တွေကလေကြာစုကြပန်းချံပြင် Queen Sirikit ပန်းချံရော Rock 5 ပန်းချံရောလည်းရှိတယ်ပေါ့နော်အဲ့ဒီမှာတကယ်ချင်းတို့သွားရှာလို့ရပါတယ်ကျွန်တော်သွားတော့ကလည်းပန်းတွေအများကြီးတွေ့တယ်ပေါ့နော်အခုဆိုရင်တော့ပန်းနဲ့တော့ပါလာလိုက်မယ်ပေါ့နော်ဒါပေမဲ့အချို့နေရာဆိုရင်အရာကိုအများကြီးရှိနေသေးပဲပေါ့နော်တကယ်ချင်းတို့တိကျချာရှာကြည့်မယ်ဆိုရင်တော့တွေ့နိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ကဲပန်းချစ်သူသမားတွေတဲ့ပေါ့နော်လက်လှုပ်တည်တဲ့နေရာလေးပဲတော့အများဆုံးသွားရောက်ပြီးတော့အလှတက်ပေါင်းတွေရိုက်လို့ရနိုင်ပါပြီပေါ့နော်ကဲဘန်ကောက်မြို့မှာဘယ်နေရာမှာလှလဲဘယ်နေရာမှာသွားလဲတည်တယ်လဲဆိုတာကိုသိချင်မယ်ဆိုရင်တော့ရဲ့ပိုက်ကို like and follow လေးလုပ်ပေးပါနော်ကဲဒီနေ့ဒီလောက်ထိပါပဲအားလုံးကိုကျေးဇူးတင်ပါတယ် bye bye